Hello ပဲမကလာပြီမှာချစ်စနချစ်တူကားတွေပြပြန်လှည့်ကြိုဆိုလိုက်ပါတယ် Okay ကျွန်တော်တို့အပိုင်း2ရောက်ပြီပေါ့နော်အပိုင်း1မှာကကျွန်တော်ဒါစင်ကူနိုင်ငံကနေပြီးတော့ဒီအမေရိကန်ရောက်လာတာပါကျွန်တော်တို့မထင်မှတ်ပဲနဲ့ရဲတွေရဲ့နိုင်ချင်းချင်းကိုလည်းခံခဲ့ရတယ်ပြီးတဲ့ခါကျတော့ကျွန်တော်ညာတရဲတွေရဲ့နိုင်ချင်းချင်းတော့ခံခဲ့ရတာပေါ့နော်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်ညာတရဲတွေကကျွန်တော်ကိုစပ်ပိန်နဲ့လိုက်ကျွန်တော်ကအော်ညာတရဲတွေကဆိုင်ကနေလိုက်ကျွန်တော်စပ်ပိန်နဲ့ပတ်ပြေးနဲ့ဒီမြောင်းနဲ့ကြားခဲ့တာပေါ့နော် Okay အဲ့တော့ကျွန်တော်အပိုင်း1ကအတိုင်းပဲကျွန်တော်အိမ်ပြန်မှာဖြစ်ပါတယ် Okay let's go အဲ့တော့အပိုင်း1ကိုမကြည့်ရသေးလို့ဆိုရင်ကျွန်တော်ရဲ့ channel ထဲမှာပြန်လဲပြီးတော့ဝင်ရောက်ကြည့်ရှုအားပေးလို့ရပါတယ် Let's go အိမ်ပြန်မယ်ကွာဒါဆိုရင်တော့ဇက်လန်လေးကျွန်တော်တို့စတင်နေပါပြီအဲ့တော့ကျွန်တော်ဒါအိမ်ပြန်မယ်ဆိုတော့ကားလမ်းမကိုလိုက်ရှာပါဘောနော်ကားလမ်းမအတိုင်းကျွန်တော်နီးပြီးတော့ပြန်မှာဖြစ်ပါတယ်ဒါတော့ဒီရေမြောင်းနေရကွာညတသိမ့်မကောင်းတဲ့လားနည်းနည်းနန်းအဲ့တော့ကျွန်တော်ကားလမ်းမကိုလိုက်ရှာမယ်ဆိုတော့ဒီဂျားတန်းနေသွားဝိုင်းကောင်းပါနော်အဲ့တော့ဒီကြားထဲသွားတော့ကားလမ်းမတွေ့မှာပေါ့ကျွန်တော်ဒီကနေနေတက်ပြီးတော့ဒီမှာတစ်ချက်ခုံလိုက်မယ်ကွာစက်ပိန်ဆိုခုံလိုက်ရမှာသိရလားဒီကအဲ့စက်ပိန်တွေကခုံလို့ကောင်းနော်မကြည့်တော့ခုံပြမယ်ဒါမြည်မှာသွားဟိုမှာလူတယောက်ပိတ်ပြီးကန်တော့တွေ့ဟုတ်တယ်အဲ့တော့ကျွန်တော်တစ်ချက်ဝင်ကြည့်လိုက်မယ်နော်ဆက်စုကြည့်လိုက်မယ်ကောင်းလားတာလေးကြည့်လိုက်မယ်ဒီကောင်တွေဘာပြောနေကြပြီနားထောင်ကြည့်လိုက်မိုက်ခဲငါကပတ်စံအစ်နဲ့တူမသိဘူးထင်လို့လားငါပတ်စံအစ်ထင်လို့လာပြီးရပါလေကွာဘယ်တနိုင်လဲကွာငါကြွေးတွေကိုမင်းနောက်ဘွားမှာလက်ဆက်တော့ကြွေးကိစ္စပြောနေကြတယ်လားအော်ဟိုကောင်လေးကောင်လာပြီးဆိုတော့ကျွန်တော်ချက်ဝင်ပုံလိုက်မယ်နော်ဒီကြားထဲမှာကောင်းလားဒီပုံထဲမှာချက်ဝင်ပုံလိုက်မယ်ဒါနိုင်ငံခြားကားတွေမှာဆိုရင်ဒါတွေကသိဟလားယာကူဇာဂိုင်းတွေမှာစီးတာကွာဒါလူဆိုးတွေပေါ့မိုက်နော်အဲ့တော့ချက်ကြည့်လိုက်ရမယ်ငါဒီကောင်းတွေ့ဘူးသားလိန်မော်ရောင်းတဲ့မဲအောင်နော်ကောင်းတွေ့ဘူးတဲ့တို့မင်းနဲ့ပြောတော့ကွာအဲ့တော့ကျွန်တော်ဝင်ခဲ့အောင်နော်ဇက်လိုင်းလေးပြန်ရမယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံသားတွေကစိတ်ကောင်းရှိတယ်သိရလားသူများတွေဒုက္ခရောက်တဲ့အချိန်မှာကျွန်တော်တို့ကဝင်ကူညီပေးမှရမှာပေါ့နော်အဲ့တော့ကျွန်တော်တစ်ချက်အခြေအနေကြည့်လိုက်မယ်ဗျဘေးရိုးဘာလုပ်ဖို့လဲတော့ကျွန်တော်လည်းမသိဘူးထင်တဲ့အတိုင်းပဲဒီကောင်းလေးလက်မှာတွေ့ဓားရည်နဲ့တွေ့အဲ့တော့ဒီဘေးရိုးကောင်းလေးချဖို့ဖြစ်မှာဒါအဲ့တော့ကျွန်တော်ကြည့်လိုက်မယ်မိုင်ခဲနဲ့ချစ်တူနဲ့အဲ့ဒီမှာစုံတာပဲရောက်တေးပါပဲနော်ဇက်တန်မင်းတို့မရည်နဲ့တော့ရအောင်အဲ့မှာမင်းတို့ရည်တန်ကြားပိုင်းငါမိပါမယ်ငါပုံနေတာတော့ကန်ကောင်းတယ်ကျွန်တော်မတွေ့ဘူးစက်ပဲပြီးတော့ဒီကောင်တွေမတွေ့ကန်ကောင်းတယ်တစ်ချက်လက်ကြည့်သွားတယ်မတွေ့ဘူးအဲ့တော့ကျွန်တော်တို့ဝင်ကဲလိုက်မယ်မကောင်းလားနော်ကောင်းတယ်နော်အဲ့တော့ကျွန်တော်တစ်ချက်ကြည့်လိုက်မယ်အချိန်နေအထဲမှာလူဘယ်နှယောက်ရှိတယ်မသိဘူးတစ်ယောက်နှစ်ယောက်သုံးယောက်ဆိုတော့အလုံးစုံရှိ9ယောက်ပေါ့ကွာတို့နိုင်ငံအကောင့်တွေကအဲ့လောက်တော့ရှင်းတိုင်းပါတယ်မဟုတ်လားချစ်တူကမဟုတ်ဘူးအကုန်လုံးရှင်းတိုင်းလေโอเคအဲ့တော့ကျွန်တော်တို့ဝင်ဖိုက်လိုက်မယ်ဟေးချစ်တူလာပြီရောက်မင်းတို့ကတိတာချစ်တူမတိခလားမတိမင်းတို့လက်လေတော့မြောက်တာလဲရောက်လေမတိချင်ဘူးကွာမတိချင်ဘူးအေးရောက်ငါအားကြီးတာနော်တစ်ချက်ပဲနော်ပဲတိလို့ရနော်ချစ်တူလက်တီတစ်ချက်ပြီးကဘာစီကြီးတီးလိုက်ပြီဟောက်တော့ကြီးရတိရတော့ရောက်ပဇားတွေအော်တိုတွေထွက်လာတာတို့ကမကြီးနဲ့တော့အဲ့တော့ကျွန်တော်ဒီသားနေပြီးတော့ကျွန်တော်ဆက်သွားပါမယ်နော်ဆက်သွားပြီးတော့မကြီးနဲ့တော့ရောက်နေအဲ့တော့ချက်ကြည့်လိုက်မယ်ချင်းနေကောင်းလာပြီလားကောင်းလဲကြောဒီပေါ်ကနေတာလေးချောင်းလိုက်မယ်မင်းတို့ကြီးတန်ကြားပြီးတော့ငါ့ကိုတွေ့သွားအောင်မတွေ့ဘူးရောကကောင်းတယ်ကွာကျွန်တော်ချင်းတယ်ဒါဒီ game ကိုကျွန်တော်စပြီးတော့မကစားခင်ကျွန်တော်ဖျားတောက်တော့ကြီးကတ်တာလားအားကြောင့်မို့ကျွန်တော်မတွေ့တာဖြစ်မယ်အဲ့တော့အောက်ချက်ကြည့်လိုက်မယ်ဟိုကောဒီမှာပဲရှင်းမှထင်တာမဟုတ်ဘူးကွာမဟုတ်ဆက်သွားမယ်ကျွန်တော်လိုက်ပါဘောနော်မင်းတို့မကြီးနဲ့နော်မင်းတို့ကြီးတန်ကြားလို့ရှိရင်ငါ့ကိုတွေ့ပါမယ်တန်ကြားသွားမယ်နော်အဲ့တော့ကျွန်တော်အပေါ်ကနေတစ်ချက်ချောင်းကြည့်လိုက်မယ်ကောဒီဘာဆက်လုပ်မလဲပေါ့ဟဲ့အောင်ငါသေးပေါက်လိုက်အောင်မယ်ဟိုကောင်တော့သေးပေါက်မယ်ဒါသေးပေါက်မယ်ဆိုတော့ကျွန်တော်ကြည့်လိုက်ပါဘောနော်ဘာလို့ဆိုတော့ကျွန်တော်တို့များတွေ့ပါလားမသိနော်မင်းတို့ကြီးတန်ကြားလို့များငါ့ကိုသိပါလားမသိဒါတေးတကယ်ပေါက်ရလားမပေါက်တာလေးချောင်းကြည့်လိုက်မယ်ဟဲ့အမြော်ကင်းရနေမျောကြည့်နေရတဲ့ဖီလီရတယ်ဘာလဲမလဲနိုင်ဖဲလီမှာပြတ်တယ်ဟဲ့မိုင်းတယ်ကွာအမြင်ရတယ်ကြည့်နေရတကယ်သေးပေါက်နေတာပဲဒီကောင်မင်းတို့မကြီးရတော့မင်းတို့ကြီးတဲ့ကြားငါမိပါပဲအဲ့တော့ဒီကောင်ဘာလုပ်လဲဖုံးတုံးနေတာစော်တဲ့ဖုံးပြောနေโอเคအဲ့တော့ကျွန်တော်ခွင်တော့တွေ့ပြီဒီဘေးကဘာလုပ်နေဒီဘေးအရက်တောက်နေကွာရပ်ပလင်ပြစ်ချလိုက်ပြီမူးနေတွေ့ဒီကောင်စော်ပြစ်ကောင်ရောစော်မရှိတာအဲ့တော့ကျွန်တော်ဝင်ပဲနော်တကောင်
ဒီကောင်ဖုံးပြောနေဒီကောင်မူးနေဆိုတော့ကျွန်တော်ဝင် fight လိုက်မယ်အရှင်ဆိုချစ်တိုးဆိုရင်အရှင်လာပြီးတော့မင်းတို့မရီနဲ့တော့ရအောင်တော်ပြီးရီလိုက်ရလိုက်တော့ငါအတန်ကြားမင်းတို့အတန်ကြားဘက်ကငါထောင်းကထိမယ်ဒီမှာအဲ့တော့ကျွန်တော်ဒီရက်နဲ့ဒါကြီးဆင်းသွားမယ်အဲ့တော့ဟိုကောင်စော်နဲ့ဖုန်းပြောနေသေးတယ်ဆိုတော့ဒါခွင်မယ်နော်ခွင်ကောင်းရပြီအသားလေးတရားနေဆင်းပြီးတော့ချင်းကြီးလိုက်မယ်ကောင်စာပို့နော်ဒါစာပို့နေဆိုတော့ခွင်ကောင်းရပြီရခွင်ကောင်းတစ်ချက်နော်အဲ့တော့ကျွန်တော်ညီမလေးကိုကြီးကလိုက်တဲ့အကွာနဲ့ပေါ့အသားလေးဝင်သွားလိုက်မယ်အသားလေးအေးမဟုတ်ဘူးရောက်ချစ်တို့အေးမဟုတ်ဘူးရောက်ချစ်တို့ဟိုကောင်ကြားလိုက်တယ်အတန်ကြားလိုက်တယ်ဒီနားနဲ့ကြားလိုက်ချက်ပုံကြည့်လိုက်မယ်လာပြီငါလို့နေဘူးတဲမှာအိတ်နေတာလေကွာရောက်ထဒီရတော့ရအောင်လားဒီကောင်ကျွန်တော်တစ်ချက်စလိုက်ပါသားဒီကောင်မူးနေဆိုတော့ငါရိတ်ကဘာလို့နှစ်ခုဖြစ်နေတာလဲကွာအရင်နှစ်ခုဖြစ်ပါဘောငါမင်းနောက်မှာရှိတာမင်းမသိဘူးလားအရင်နှစ်ခုဖြစ်မှာပေါ့အဲ့တော့ကျွန်တော်မြန်လေးသွားပြီးတော့ဒီအမိုက်ပုံကြားထဲမှာဝင်ပုံလိုက်မယ်နော်တစ်ချက်လောက်ဟိုကောင်လေးအတန်ကြားလိုက်တယ်ဒါထဲကောင်လေးအမိုက်ပုံတွေနန်းနော်တိတ်အခြေတွေမကောင်းဟိုကောင်လေးကြားလိုက်တာကောင်လေးလက်ကြည့်နေပြီဆိုတော့ကျွန်တော်ဒီကောင်လက်မှာဓာတ်နေတယ်တွာအဲ့တော့ကျွန်တော်ရင်ဥအောင်ချမရအောင်ဗောနော်ကျွန်တော်ဟိုမှာနှစ်ကောင်ဖြင်းလာဒီကောင်တွေ့သွားပြီဆိုတော့ကျွန်တော်နာအသားလေးအနှောင်းလေးတွားပြီးတော့ညီမလေးကိုကြီးကြိုက်တဲ့ကွက်နဲ့အဲ့တော့ဒါပြီးတော့အစင်ဆိုရင်ဘာဖြစ်လဲချစ်တူဆိုရင်ဇက်အချက်ထိပါပြီတော့အချက်ထိပါပြီတော့တင်သွားပြီမူးနဲ့ဖိုက်တာမင်းသားအစင်ဒါပါပြီဗျာအေးကြွရှောင်းလိုက်မှာပေါ့တို့ကောင်တိတ်သွားမယ်ကြော့အဲ့ကြော့အမဖနာပိတ်ကမလာဘူးကြိုက်ပြီးခဲ့နော်မိုဘိုင်းလေးကြားမှာ6ကင်ခဲ့တာဟဲ့ ACDC 6နော်လာတော့မလုံးနဲ့တေးသွားမယ်အဲ့တော့ကျွန်တော်ဒီကနေအตาလေးတွားကြည့်လိုက်မယ်ဟုတ်တယ်ဟိုဘေးထိတာဒါအဲ့တော့ဒီဘေးကိုကျွန်တော်ဝင်ကယ်လိုက်ပါဘောနော်မင်းမတူလဲရအောင်ငါနာမလာနဲ့ဘေးကိုလက်ကယ်တာမဖြစ်နိုင်ဘူးအေးမယုံလဲနေပေါ့ပြန်တော့မယ်ဒါဆိုလဲတကယ်မင်းကောင်းလက်ကယ်တာညီလေးအဲ့ဒါဆိုငါသမီးနဲ့ပေးစားမယ်ကွာဘေးပုံစံကြီးကလူမျိုးကြီးဖြစ်မှာပါဗျာဘာမှသမီးလည်းရှိလောက်မှာမဟုတ်ဘူးကျွန်တော်ပြန်လာတော့ကောင်းပါလေရှိတယ်လေကွာထွေးစီထွေးစီကျွန်တော်ကြားဘူးတယ်ထွေးစီဆိုတော့မိုက်တယ်ဆိုတော့ထွေးစီပေးလာโอเคကျွန်တော်ကယ်လိုက်မယ်မင်းဘယ်နေရာထိသွားသေးလဲရအောင်ဒါလားတွေးတော့မဘူးဘေးရချစ်တိုးတော့ဖြုံသိဟာလားကြွလေရအောင်ဒီမဲ့ဘယ်လိုခေါ်လဲကျွန်တော်တို့ပဲချစ်တိုးလေးဘေးနေပဲဘယ်လိုခေါ်လဲမိုက်ကယ်မိုက်ကယ်โอเคမင်္ဂလာပါဗျာတွေ့ရတော့ဝမ်းသာပါတယ်ဗျာအေးကွာငါတို့အိမ်ပြန်ရအောင်โอเคပြန်ကြရအောင်ဗျာအဲ့တော့ကျွန်တော်တို့ဒါသူ့နောက်အသားကြီးလိုက်ပါဦးမနော်ကျွန်တော်တို့အိမ်ပြန်လန်းပေါ့လာညီလေးโอเคဘေးပြန်ရအောင်ညီလေးဒီကားပစ္စည်းထဲမှာမင်းကွာတစ်ချောင်းယူလိုက်ကွာကိုလည်းကွာတစ်ချောင်းယူလိုက်မယ်ပြီးရင်တခါတော့ဝင်5မယ်ဟာဝင်5ပို့လားချမယ်โอเคအဲ့ဆိုတော့ तू ပြောတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ဒီကားကွာပုံထဲမှာကွာတစ်ချောင်းယူလိုက်မှာပေါ့နော်ကွာတစ်ချောင်းယူပြီးတော့ကျွန်တော်ဝင်5ဘေးဝင်5တော့မလို့လားရောက်ချမယ်ကျွန်တော်အချက်ချင်းလေးချက်ချောင်းကြည့်လိုက်မယ်မကောင်းလားဝင်ချပြီကွာဟာရောက်ဝင်5နဲ့5ပါ5ကတော့ဝင်5မှာတော့ချစ်တူတဲ့ဝင်5ပြီပေါ့အိုးငါပစိတ်ကောင်းတန်နေကြတယ်ငါတော့ခေါင်းတော့မှာပဲရောက်အစကတည်းကြက်မပြေအောင်ပြေတော့ကောင်းတည်သားတို့ rapper ဟာလား rapper တွေဆိုတော့တော်သားတွေဟာမြန်မာပေါ်ကားမှဆို rapper တွေဆိုတာတော်သားတွေကွာမြန်မာပေါ်ကားမှဆို rapper တွေဟာဖြစ်တယ်တော်သားတွေကွာတော်သားတွေတည်ပြီးတော့ဟမ်မင်းတို့ကောင်းလက်ဆန်းတယ်ရောက်ချစ်တူပါလက်ဆန်းတာဟိုညီလေးချစ်တူပါလက်ဆန်းလားညီလေးမင်းအဆင်ပြေရဲ့လားကွာဘေးရတလားအေးစေးပဲတိလားဖြောက်တော့မပြောလေကြွတယ် Let's go Okay let's go အဲ့ဒါဆိုကျွန်တော်တို့အိမ်ပြန်ကြရမကောင်းနော်အိမ်ပြန်မယ်ဟာတနက်ပြစ်တယ်ရောက်ငါတနက်ပြစ်တယ်မြင်လေးပြေးရမယ်အိန္ဒိယဘောလီဝုဒ်ကွက်နဲ့ခေါင်းချလိုက်ပြီးမထိဘူးရောက်ကြီးစားခေါင်းဝက်ဖြတ်ပါကြငါကောင်းတယ်ကွာတိရကားစီးမယ်ညီလေး Okay ကားစီးမယ်အဲ့တော့ကားမတက်ဒါခုပိုင်ကကားလားဟုတ်တယ်ငါကားပဲသူကားလမ်းနော်အမဲအောင်လေအဲ့တော့ကျွန်တော်တို့မြင်လေးထိသွားမှာနော်ကျွန်တော်မျက်နှာတော့နည်းနာပါကြီးညီလေးဒီကောင်လေးနောင်းနေလိုက်ခဲ့အောင်မယ်ကွာဘယ်လိုလုပ်မလဲလိုက်ခဲ့အောင်မလား Okay အဲ့ဆိုတော့ချစ်တူစကေးပြပြီးရအောင်လေချစ်တူစကေးတကွပြလိုက်မယ်နော်ကြည့်တာလိုက်မင်းတို့ကောင်တွေဖုန်းရှူတာလည်းဟောက်လေဖုန်းရှူတာတော့ငါနောက်လိုက်ကြတယ်ဟုတ်လားဖုန်းရှူတာတော့ကြိုင်ရစင် like နှိပ်ခဲ့ပါ subscribe နှိပ်ခဲ့ပါကိုမပေးခဲ့တော့ subscribe နှိပ်ခဲ့ဖို့မပေးနဲ့တော့နောက်ပိုက်ရပို့ပြီးတော့ကောင်းအောင်ပါငါချစ်တို့ငါကားမှုနေပြီကွာအန်တော့မယ်ဟေးစိတ်နဲ့ထိတာလေးပြရန်သူတွေကနောက်မှာအများကြီးတိုက်တာတော့မဲမောင်းမရပါဘူးဘေးကြီးကဟုတ်လားအေးပါကွာပေါ်လေဒီကောင်ဒါလို့ဆို live မနိုင်တော့ကြာဖုန်းရှူလို့ရပြီလားအဲ့တော့ကျွန်တော်ဒီကနေမြန်လေးမောင်းထွက်ပါမယ်တော့ဖုန်းတွေအများကြီးပဲကြာဟိုကောင်လေးလိုက်ခဲ့အောင်မသိတာလိုက်ခဲ့မှာဆိုတော့ကျွန်တော်ဒီကနေမျက်ခြေမြင်ဖြတ်มาရပါတော့အဲ့တော့ကျွန်တော်ဒီလမ်းကြားထဲကနေမောင်းမယ်ဆိုတော့သူတို့မတွေ့တော့ထင်တာပဲအဲ့တော့ဟာကောစိုက်ခဲ့ပါမြင့်တက်ပါလေ
စိုက်ကြတဲ့လိုက်တော့ကွာပေါက်တယ်လေးချစ်ကလောက်နေကြတာဟာရေးထဲမှာကွာဒါဒီကြားထဲကျွန်တော်မြေမောင်းထွက်အိုးရောက်ကောကားတိုက်ပါကားတိုက်ပဲအဲ့တော့ကျွန်တော်ဒီဘက် channel မောင်းထွက်ပြီးတော့ဒါမြမြလေးတွေးရလား ရှင်းပါရ ဟောင်းချလိုက်မယ်အိုးတိုက်တော့ဘူး ငါသေတော့ပါ ဟာဘေးရလဲရင်းမခုံတဲ့အေးစေးလောက်တာစိတ်အေးထား ဟာမင်းပေါင်းတာလမ်းပြောင်းပြန်ကြီးကွာ ဟောလမ်းပြောင်းပဲမဟုတ်ဘေးရနိုင်ငံခြားခုံးတော့ကာကြည့်ဘူးလား အေးကြည့်ဘူးတဲ့ အေးအဲ့တိုင်းမောင်းနေပါ ငါတော့သေပြီကွာ မသေးဘူးစိတ်အေးတာချစ်တို့မောင်းနေတာစိတ်မပူနဲ့ နောက်မှခွေးကောင်းနေလိုက်လာသေးတယ် ဟုတ်တယ်လိုက်ခဲ့တယ်ဘေးရ ညဘက်ကျဝိုက်ချ အဲ့ လို ဆိုရင်ကျွန်တော်တို့ဒါမြင်မြဲလေးကိုချလိုက်မယ်နော်ဒီကနေဝိုက်ချလိုက်ပြီးတော့ခုံချမရမှာတဲ့နောက်သူဒီကောင်လေးအတီတိုက်နေတာအဲ့တော့ဒီကနေပြီးတော့ခုံချရမယ်โอเคအဲ့တော့ဒီဘက်ချမ်းကြားတဲ့မှန်လုံးကအနောက်နေကျွန်တော်ပတ်မောင်းထွက်မယ်ဟိုကောင်လေးလိုက်ခဲ့သေးတယ်ဆိုတော့ဒီဘက်ချမ်းကြားတဲ့မောင်းပြီးတော့ပြီးမယ်ဆိုတော့ဒီကားပါကင်ကြားထဲမှာကျွန်တော်ဒီကောင်လေးကိုမြင်ဖြတ်လိုက်ပါနော်ကျွန်တော် speed မြင်ဖြတ်လိုက်မှာဖြစ်ပါတယ်အဲ့တော့ဒီကြားထဲနေအသားလေးချောင်းလိုက်မယ်ဒီကောင်လေးလိုက်နိုင်သေးတာပေါ့လိုက်ခဲ့သေးတာကျွန်တော်တွေ့နေရတာဒါပေမဲ့သူတို့ကျွန်တော်မတွေ့ဘူးနော်ကျွန်တော်မတွေ့ဘူးဆိုတော့ဒီကောင်ကျွန်တော်လိုက်ရှာတာလိုက်ရှာဒီကောင်ကျွန်တော်လိုက်ရှာတယ်ဆိုတော့ကျွန်တော်ဒီဂျားတွေကနေပြီးတော့ဝင်ဖြတ်တိုက်ကောင်းလားကောင်းတော့ကောင်းတယ်ကောင်းတဲ့တိုင်ပဲငါရှင်းမှာလာရနေကြဆိုင်ကဟုတ်လားဟိုကဂျိုးပြစ်သွားတယ်အောင်မြင်အဲ့တော့ဒီကောင်တွေတော့ဒီကြားမှာဒါနေတော့ကန်ဆိုးအဲ့တော့ဒီဘက်ချန်ကားပါခိုင်နေထပ်ပြီးတော့မောင်းထွက်ပြီးတော့ကိုဘက်ချောင်းပြန်ပတ်မောင်းပဲဆိုတော့တွေးတဲ့ကောင်ဆိုင်ကကျွန်တော်ဖြတ်တိုက်မယ် အဲ့ဟိုမှာတစည်း ဟိုမှာတစည်းကြောရောက်နေမင်းကြောက်နေပြီလားချစ်တူကြောက်နေပြီလားမြေကောင်းနော်ဒိုင်းနေခဲ့ပါ subscribe နေခဲ့ပါโอเคအဲ့တော့ကျွန်တော်ဟိုဘက်ကားလမ်းဟိုဘက် line မှာတပုံးပေါ့နော်အိုးဝိုက်ချလိုက်ပြန် ငါတော့သေပြီရော လှတယ်ကွာအဲ့တော့ကျွန်တော်ဒီဘက်ချန်ကြားတယ်ပြီးတော့မောင်းထွက်ပြီးတော့ဒီဓာတ်လေးမှာအသားလေးကားပါခင်ရလိုက်မယ်အဲ့ဒါဆိုရင်တော့ပျောက်သွားတာပေါ့အဲဒီကောင်ကျွန်တော်မတွေ့တော့ဘူးသိဟလားအဲ့တော့ဒိုင်းနေခဲ့ပါ subscribe နေခဲ့ပါဒါပဲပြောနေတယ်ရောအဲ့တကယ်ပြောတာပါဘာလို့ဆိုတော့ဟိုကောင်လိုက်ခဲ့ပြီသားဘာဖြစ်လို့ဆိုတော့အကောင်းဆုံးတင်ဆက်ပြီးတာသိထားလားတောင်းတင်ဆက်ပြီးတာကွာအဲ့တော့နိုင်ခဲ့တော့နောက်ပိုက်ကြီးလို့ကောင်းမှာโอเคငါတော့ငါးပါးတီးတာတွေကျိုးတော့မှာပဲကွာ ဟဲ့တိုက်တယ်လေ မတိုက်ချင်ဘူးတိုက်ရမှာ တိုက်တယ် တိုက်တယ်ကွာဝိုးကာအောက်မှာပေါက်ကြပါလေအောင်ဟိုကောင်ဂျုံးကပြက်တယ်ငါသွားပြီကွာအဲ့တော့ သွေးတွေအိုင်တယ်ကြာကျွန်တော်ကပေါ့သွေးတွေအိုင်တယ်နော် ဘာဖြစ်လဲ like နေခဲ့ပါ subscribe နေခဲ့ပါ comment လေးပေးခဲ့ပါနော်တကယ်ပြောနေတာတဲ့လားတန်စီရမယ်ကွာ TikTok channel subscribe လုပ်လာတယ်ဟဲ့တန်စီရမယ်နော်ကြည့်ရတာတန်စီရမယ် okay အဲ့တော့ကျွန်တော်တို့ညနေပြန်မောင်းထွက်မယ်ညမောင်းထွက်ပြီးတော့ကျွန်တော်ဒါညနေထင်းတဲ့တိုင်ပဲကြာတပုတ်ကြီးလိုက်ခဲ့တာပဲ4 5 6 9စီညနေ white ချလိုက်မယ်အိုးရောက်ဘိန်းကြတော့မို့ဘိန်းမကြပါဘူးဒီဘက်ချမ်းပြ white ချလှတယ်ကွာလှတယ်နော်အဲ့တော့ဘက်ချန်လေးပြန်မောင်းထွက်ပြီးတော့ကျွန်တော်ခုန်ချပါရမယ်နော်ခုန်ချပါညနေမြန်လေးခုန်ချလိုက်မယ်ဒီကောင်ကြီးလိုက်လာသေးတယ်အဆမ်းမပြော ဟဲ့ရှိပါမှန်လုံးကား ဝိုင်းချလိုက်မယ်ဒီဘေးရတီးတဲ့အတိုင်းပဲချစ်သူဟလားကျွန်တော်ဒီကနေမြန်ပြီးတော့ခုန်တက်ပြီးတော့အသားလေး break အုပ်လိုက်မယ်ဖြည်းဖြည်းလေးခုန်တက်လိုက်ပါနော်ကြာကောင်းကြော်ပါဟိုကောင်လေးအစိမ်မထိန်နိုင်တာလွင့်ပါပြီဟောညောင်းလဲကြာပါပြီမကျွဲနဲ့ကောင်လိုက်ခဲ့တယ်ဖြစ်ပါမလား မြန်လေးပေါင်းထွက်မယ်ဒီကောင်ကျွန်တော်ကာတာဗျဟဲ့ကာတာတဲ့အဲ့တော့ ဖြစ်ပါမလား ကောင်မင်းတို့ကောင်အရှင်းမှာပိတ်တာလေငါဒီဘက်ချက်နေပြီးတော့ကြော်တက်ပြီဟိုကောင်ပေါက်သွားပြီရတဲ့ဘောင်းတက်ဂုံးတက်မတက်ရှေး Oh my god သေပြီရော ဒီပဲလင်းပြထက်တော့မြင်သွားပြီ သေပြီရောရေး တိုက်တော့သေပြီနေတယ် သေပြီကွာ တိုက်သေဘူးကွာ သေဘူးရော yes တာတော့တိရတော့ကားပါကီတွေဂျားထဲမှာကြာပါကြ စီမမတိုက်ပါဘူး စီးမတိုက်ပါဘူးတိုက်သွားငါကြော်ကြီးပေးရတော့မတက် ကကောင်းလဲကွာ ကောင်းတယ်တဲ့လားအဲ့တော့ကျွန်တော်ဒါအဲ့ပြတော့တော့ကားပြောက်ရပြီတော့ကြိုက်တိုင်းနေခဲ့တော့ရောမမေးရတော့subscribe နေခဲ့နောက်ပိုင်ပိုရက်ဒီထပ်မှာဖြစ်လဲပိုပြီးကောင်းပါ ချစ်တူဆက်လာပါဖြစ်လဲ ချစ်တို့ဆက်လာမှာဖြစ်လဲဒန်းနေရမယ်တန်ဟုတ်လား okay တက်ဘူးရော အဲ့တော့ကျွန်တော်တို့ဒါထောက်ကြတာပဲနော်ကားလေပေါ်ကနေပြီးတော့ပြန်လာတယ်ဆိုတော့ပါမှားပါကားပြောက်သွားတဲ့လားကားပြောက်သွားကျွန်တော်တို့မောင်းတာနည်းနည်းနှေးသွားတာပေါ့နော်ဒါကဒီကားမို့လို့ပေါ့နော်ဒီမို့ကျွန်တော်တခြားကားဆိုရင်ကွာဟိုဒါဖြစ်သွားမှာသိလား မောင်းလို့မရတော့ဘူး မောင်းလို့တော့ရပါတော့ကျွန်တော်လမ်းလျှောက်ပြီးတော့အိမ်ပြန်ရမှာဖြစ်ပါတယ်လို့ဒီကားမို့လို့ကျွန်တော်တို့အများကြီးအချိန်ကြီးကောင်းတာပေါ့နော်ဒီလောက်မောင်းလို့ရသေးတာပေါ့တခြားကားဆိုရင်အမှပဲပောက်ကွဲသွားမှာကွာအဲ့တော့ ဟုတ်တယ်ကွာ ပြန်နေပြီပေါ့နော်ကိုပိုက်ကချင်းလေးဘယ်လိုရှိလဲဗျာ အေးရင်နေပန်းလေးတောက်ပြီးတော့နှလုံးလေးပါတောက်တယ်ကွာ ရင်တွေပန်းတောက်ပြီးနှလုံးလေးပါခုံပြီးဟာလား မင်းကားမောင်းတော့ကြွားလာကြည့်တာကွာ မဟုတ်ပါဘူးဗျာဒါတွေကကလေးကစားစရာပဲရှိပါတယ်အေးကြွ
မင်းအမေရိကန်ရောက်နေတာကြာပြီလားညီလေးရ ဘယ်ဒီနေ့ပဲရောက်တာရောက်ချင်မှာပဲရဲနေဆိုပြီးတော့အခုစက်ပိန်နဲ့ပြေးတိုင်းနဲ့ဘိန်းနဲ့လက်စုံတာ အေးမင်းကာလာနဲ့ဘလို့သိနေတာလဲ ဩလမ်းကြောင်းတီးလို့တော့မဟုတ်ဘူးဘိန်းရာကြောက်ကန်ကြိုက်ပြီးတော့မောင်းပြီးထွက်ပြေးနေလွတ်သွားတာလမ်းကျွားလို့တော့မဟုတ်ဘူးပေါ့ အော်ဒါဆိုရင်ငါ့အိမ်ကိုတခါလဲလိုက်ခဲ့လေကွာအဲခံချင်လို့မင်းကို နောက်မှပဲခေါ်ပြီးတော့အဲခံတော့ဗျာအိမ်ပြန်အောင်မယ်ကျွန်တော်အိမ်ပြန်မရောက်သေးဘူးနော် အေးဒါနဲ့မင်းကဘလို့တွေ့ပြီးတော့ကူညီခဲ့တာလဲကွာမင်းတို့နိုင်ငံအကောင့်နေစိတ်ကောင်းတယ်နော် ဒီလိုပဲပေါ့ဗျာဘယ်လိုပြောမလဲကိုတွေ့တော့လဲကျွန်တော်တို့မြန်မာနိုင်ငံသားတွေကစိတ်ကောင်းတယ်ဗျာသိရလားသူများလိုက်နှိပ်ပေးဖို့ကိုမွေးပေးဖို့လဲအားမနာကြဘူးသိရလားလိုက်နှိပ်တယ်နှိပ်ပေးလိုက်တယ်စိတ်ကောင်းကြတယ်အဲ့တော့ကျွန်တော်တို့လက်ရှိမှာတွေ့ရင်တော့ကျွန်တော်တို့ကဲကြပါတယ်နော်ကျွန်တော်တို့နိုင်ငံလူတွေစိတ်ကောင်းပါတယ်ဗျာ မြန်မာနော်မြန်မာဟုတ်လားအေးကနလာမလာမင်းတို့အိမ်က ဟုတ်တယ်ဟိုကျွန်တော်အိမ်ကဒီဘက်ဘေးကွေးလိုက်ရောက်ပြီဗျ ဒီအိမ်မှာဘယ်သူနေသေးလို့လဲ ကျွန်တော်ညီမလေးတော့နေတာလေ ဒီအိမ်ကဝယ်ထားလို့လား အိမ်ဝယ်တာတော့မဟုတ်ဗျအိမ်ငှားတာဘယ်တဝဲနိုင်မလဲဗျကျွန်တော်တို့ကလုံသမားကြီးလေဗျ အေးအမေရိကရောက်တော့လဲအဆဆရရခယူဆိုင်ပေါ့ကွာ ဟေးဒါလေးအိမ်ပေါ်တက်ဆိုရင်လည်းအိမ်ပေါ်တက်ပြီးတော့ကျွန်တော်တို့အေးဒီပါကြီးချရအောင်ဘေးရချင်းတို့ပန်းတော့နှလုံးတုံဖြစ်သွားတယ်ဆိုတော့ဒါလေးဘေးရအိမ်ပေါ်ဒီပါကြီးတက်အောင် အေးငါမလိုက်တော့ပါဘူးကွာငါမိမငါ့ကိုစိတ်ပူနေပြီ โอเคဘေးမစိတ်ဘူးနေလဲဘေးမိမစီမြင်မြန်သွားတော့ဟိုကောင်ကြီးလိုက်ခဲ့ပြီတွားဒီကောင်ကြီးကွာငါနောက်လိုက်လာတယ်မင်းတို့ကောင်တွေငါလုံးဝမကြည့်ဘူးနော်ဒါခဲအောင်တဲ့ကောင်ဒါကျွန်တော်စုံတဲ့ကောင်တွေအဲ့တော့ကျွန်တော်ဒီကောင်တွေကတောင်ပေါ်နေချောင်းတာဗောနော်တောင်ပေါ်နေချောင်းနေဆိုတော့ကျွန်တော်အိမ်မှာတော့တိပါရမ်းမသိဘူးဒါပေမဲ့သူတို့မှတ်တာအခုချိန်မှာကျွန်တော်စီးတဲ့ကားအမဲအောင်ဗောနော်အမဲအောင်ကားကိုစီးတယ်သူတို့မကောင်းမှတ်တာလေမှတ်တာဆိုတော့ကျွန်တော်တို့ဒိတ်ဆက်လန်တွေအပိုင်း3မှာပြန်ဆက်မှာဖြစ်ပါတယ်အေးကြွကိုမိုက်ကလာအိမ်ပေါ်တက်အေးဒီပါကြီးချ အေးမင်းကိုမင်းမခယူဆိုင်တော့ညီလေးရကိုကြီးအိမ်ပြန်တော့မှာကွာ โอเคဂယူဆိုင်ပါမယ်ဘေးလည်းဂယူဆိုင်နော်မိမကိုလည်းဂယူဆိုင်ပေးလိုက်အောင်ကားလည်းပြန်ပြင်ပေးလိုက်အောင်နော် အေးငါကားတပြင်းလိုက်အောင်ပဲ ဟိုကောင်မောင်းဆင်းသွားပြီတော့ဟိုကောင်ကားအနီးအောင်ဟိုမောင်းမတော့မှတ်တာမောင်းသွားပြီတော့ဒီကောင်ရတဲ့ငါလည်း fire ပဲအောင် fire တုံးကြပြီတော့ကြိုက်ရလားโอเค ချစ်တို့ညီလေး โอเคဘေးရအေးစင်ပေါင်းဖြည်းနော် အေးပေါင်း ပြန်ပြီကွာ bye သူကာနေနေလေးဖြစ်သွားတော့သူကာနေနေလေးဖြစ်သွားတယ်ရသူကာနေနေအဲ့တော့ကျွန်တော်အိမ်ပြန်ပြီပေါ့နော်အိမ်ပြန်တော့ကျွန်တော်ဒီတစ်ခေါက်အိမ်ပြန်လာတာကွာကြောဘောအိတ်လည်းကြောဘောလွယ်လည်းမပါဘူးပတ်စံလည်းမရှိတော့ဘူးအိမ်ကလည်းမရှိဝစ်စာလည်းမပါတော့ဘူးဘာလို့ဆိုတော့ရဲတွေကနိုင်ကြည့်ခြင်းကိုခံခဲ့ရတာပေါ့နော်အပိုင်း1မကြည့်ရသေးရင်ကျွန်တော် channel ထဲမှာပြန်ရောက်ပြီးတော့ဝင်လဲကြည့်ရှုအားပေးလို့ရပါတော့ငါလည်းချွေးထွက်နေမောနေပြီအဲ့တော့ကျွန်တော်ဒီမှာရှိတဲ့အင်ဂျီတွေပေါ့နော်ကျွန်တော်အိမ်အကျန်းတွေတော့ရှိတာပါအိမ်အကျန်းလေးတွေဝှေ့ပြီးတော့ဇက်လန်လေးပြန်ဆက်ရတော့ပါဗျာသိထားလားဒါကတော့ကျွန်တော်အပိုင်း3ကြာရင်တော့ကျွန်တော်တို့ဒါစပင်းကျွန်တော်ညှက်မယ်စပင်းညှက်ပြီးတော့ဒါဟိုကျွန်တော်ညီမလေးကိုကဲတဲ့ခန်းလေးပါသိလားမှတ်မိတာလားအဲ့ဒါလေးပြန်ပါမှာပေါ့နော် Okay let's go အဲ့တော့ကျွန်တော်တို့အပေါ်တက်မယ်အပေါ်တက်ပြီးတော့ကျွန်တော်အဲ့မှာတော့အပေါ်တက်မှာပေါ့နော်အပေါ်တက်မှာဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုဝစ်စားတွေရတယ်အပေါ်တက်မှာရှိတယ်ဟိုကောင်ခရမ်းအောင်တဲ့ကောင်တွေကကျွန်တော်လက်ချောင်းဝါတာပေါ့နော်လက်ချောင်းဝါဆိုတော့ဒီကောင်တွေနဲ့ကျွန်တော်နဲ့5 season ရှိတယ် Okay အပိုင်း3မှာစုံဝင်ဗျာ bye bye ကျေးဇူးအများကြီးတင်ပါတယ်